အားလုံးပဲမင်္ဂလာပါလူကြီးမင်းတို့တလားပြည်တလားဖြတ်တန်းရင်နဲ့လှကုံခါနီးတိုင်းမှာကိုပတ်စံအိတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဟာငါပတ်စံအိတ်တွေပတ်စံတွေဘယ်ရောက်သွားလဲဆိုပြီးတော့ဖြစ်ဖို့ကြလားအထူးသဖြင့်တက်တုံလက်တုံနဲ့ဆက်တုံဆိုတဲ့ကာလာတွေမှာဆိုရင်ကိုပတ်စံတွေကဘယ်ကိုရောက်တော့မှမသိပဲနဲ့ကုံသွားတာမျိုးဖြစ်ဖို့ကြလားအဲ့ဒါဆိုရင်တော့ဒီနေ့မှာကျွန်တော်ကခင်ဗျားတို့ရဲ့ပတ်စံတွေဘယ်ကိုရောက်သွားလဲဆိုတော့ data အချက်လက်ကြကြနဲ့ပြန်ပြီးတော့ရှင်းပြနိုင်တဲ့ personal account နဲ့တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒါတော့တောင်ကိုရီးယားအခြေစိုက်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Real Byte Incorporated ကထုတ်ထားတဲ့ Money Manager ဆိုတဲ့ application လေးပဲဖြစ်ပါတယ်။ဒီ application ဆိုရင်ဒါကမ္ဘာတဝန်းမှာ download လုပ်တဲ့အကြိမ်ပေါင်း30ကျော်ရှိပြီးတော့မြန်မာနိုင်ငံမှာလည်းအင်တာနက်လူသုံးများတဲ့ application လေးပဲဖြစ်ပါတယ်။ဒီ application ကဘာလို့လူသုံးများလဲဆိုရင်တော့ပထမဆုံးအချက်အနေနဲ့ဒါသုံးရတာလွယ်ကူတယ်ရိုးရှင်းတယ်ဒုတိယအချက်ကတော့ဒါဖုန်းနဲ့သုံးရတာအားမရဘူးဆိုတဲ့သူတွေအတွက် PC နဲ့ပါချိတ်ပြီးတော့သုံးရတယ် Excel file အနေနဲ့ပါထုတ်ပြီးတော့သုံးလို့ရတယ်တတိယအချက်ကတော့ဒါစင်းစရာတွေကိုအတိအကျပြန်ပြီးတော့ပြပြနိုင်တယ်ပေါ့နော်ဒီအချက်တွေကြောင့်ဒီ application ကအင်တာနက်နာမည်ကြီးပြီးတော့တကယ်ကြမှာလည်းအသုံးဝင်တာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ double entry system ကိုသုံးထားပဲဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကိုယ်ပစ္စည်းတစ်ခုဝယ်လိုက်တဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းကတော့တိုးလာတယ်ဒါပေမဲ့ကိုယ့်ရဲ့ငွေတွေကတော့လျော့သွားတယ်ပေါ့နော်ဒါကို double entry system လို့ခေါ်ရပဲဖြစ်ပါတယ်ဒီ system ကိုသုံးတာဖြစ်တဲ့အတွက်ကိုယ်စီမှာတိုးလာတဲ့ပစ္စည်းအရေအတွက်နဲ့ကိုယ့်ရဲ့လက်ကျန်ငွေကိုဒါတနေရာထဲမှာကြည့်လို့ရတာပဲဖြစ်ပါတယ်ပြန်ကြည့်တဲ့အခါမှာလည်းရက်တစ်ပတ်လိုက်ဒါမှမဟုတ်လလိုက်ဒါမှမဟုတ်နှစ်လိုက်ကိုဘာတွေသုံးလိုက်လဲကိုဘယ်လောက်သုံးလိုက်လဲကိုစီမှာဘယ်လောက်ကျန်နေလဲဆိုတော့ဟိုဒါ chat တွေ grab တွေနဲ့ဒါလွယ်လွယ်ကူကူပြန်ပြီးတော့ကြည့်လို့ရတာပဲဖြစ်ပါတယ်အဲ့ဒီမကပဲဒါပြက်ကရင်လိုမျိုးဒါဘယ်နေ့ဘယ်အချိန်မှာဘာတွေသုံးခဲ့လဲဆိုတော့ကိုအတိအကျအသေးစိတ်ပြန်ပြီးတော့ကြည့်လို့ရတာပဲဖြစ်ပါတယ်နောက်တစ်ခုထူးခြားတာကတော့ဒါတပ်ပုံအနေနဲ့တင်ထားခြင်းနဲ့ရပါတယ်တပ်ပုံကတော့ဒါကိုဥပမာပစ္စည်းတစ်ခုဝယ်လိုက်တဲ့အခါမှာဒီပစ္စည်းရဲ့ဖြတ်ပိုင်းပဲဖြစ်ဖြစ်ဒါကိုရမယ်ဆိုရင်ဒီဖြတ်ပိုင်းကိုတပ်ပုံရိုက်ပြီးတော့ဒါဒီ application နဲ့မှာစိတ်ထားလို့ရတာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ bucket အနေနဲ့ Google Drive မှာပဲဖြစ်ဖြစ် Excel file အနေနဲ့ပဲဖြစ်ဖြစ်တင်ထားလို့ရတာပဲဖြစ်ပါတယ်နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကတော့ဒါကိုယ့်ရဲ့ PC ကနေပြီးတော့ Wi-Fi ချိတ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့စီးရင်ရတွေကိုပြင်တာပဲဖြစ်ဖြစ်အသစ်ထည့်ရပဲဖြစ်ဖြစ်လောက်ဆောင်လို့ရတာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့စီးရင်ရတွေကိုဒါ password ခံပြီးတော့လုံလုံခြုံခြုံတင်ထားလို့ရမှာပဲဖြစ်ပါတယ်ဒီ application ကတော့ iOS မှာရော Android မှာရောအသုံးပြုလို့ရတာဖြစ်လို့လကုန်တိုင်းကိုယ့်ရဲ့ပတ်စံတွေဘယ်ပြောက်သွားလဲဆိုတော့သိချင်တဲ့သူတွေဆိုရင်အခုပဲဒီ application ကိုစမ်းသုံးကြည့်ဖို့အကြံပေးပါတယ်။ Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်